အားလုံးပဲမင်္ဂလာပါဆက်စေရတော့ဆုံးလိုက်ပါဖေတို့ဒီနေ့ခတာခဏနောက်တစ်ပိုင်းဆက်သွားကြနော်အဲ့တော့နှစ်ပိုင်းပြီးခဲ့ပြီတစ်ပိုင်းတစ်ပိုင်းကို9 လုံးနှစ်ခုဆို10လုံးနော်အာတန်ခတန်နော်ပြီးခဲ့ပိုင်းကစတန်နဲ့တာတန်ကြားရတော့မယ်နော်အဲ့တော့ဒီချာလေးတွေရှင်းပြီးတော့ကြည့်မယ်နောက်မှစင်နာလေးတွေတွဲမှခိုင်းနေပါလေးလေနော်အဲနည်းနည်းဆင်းနေတာကနော်ခဲတို့လေနော်ခဲတို့ချီတို့နော်ပြီးရင်တဲ့တို့နော်အားလေးဆင်းနေပြီးရင်ခုနဲ့တာနဲ့နော်ခုနဲ့တာနဲ့လည်းတွဲမှခိုင်းထားတယ်အဲ့ပြီးရင်ရှိနဲ့စွတ်နဲ့ရတော့မယ်နော်ရှိနဲ့စွတ်နဲ့ဘယ်လိုဖြစ်မှာလဲရှိကနဲ့3နော်ဒီဘက်ချမ်းညီနော်စွတ်ကနည်းနည်းလေးအပေါ်ညီပါစွတ်နော်ပြီးရင်ရှိနဲ့တူတာ on လေနော်ဒီဘက်ညီမယ်ပြီးရင်နောက်ပါလဲဆိုကအပေါ်ကနေလာမယ်ဒီပုံကြီးနော် right ကဲအဲ့ဆိုဒီနေ့အတွက်ကတော့ဒါနဲ့ပါနဲ့လေနာနဲ့ဟာနဲ့ပေါ့နော်နာနီနုနဲ့နိုဟာဟိဟုခဲ့နာရိုမာကြီးကဘယ်လိုဖြစ်မလဲ N A နာနီနုနဲ့နိုနော်နောက် H ကဟာဟိဖူလဲရတယ်ဖူလဲရတယ်နော်ဖူလို့ကိုရေးတာအများလို့နောက်ဟဲဆွေးနွေးလေးကြည့်ကြည့်အောင်ဖေလို့ဟေးနာကနော်အရင်တော့ကနာကတော့ဒီလိုပေါ့ဆွဲချက်လေးချက်နော်အခုကစနဲ့သွားတူနော်စလေးမမိလားခဏခဏချင်းတွဲမယ်စတော့ကတစ်ချစ်ပြီးရင်လိုရှည်ရှည်လေးနဲ့လေနော်သုံးချက်အခုနာကကြတော့နော်ဒီမှာနော်အခုနာကကြအလေကောင်းနေဒီလိုလေးဖြတ်လိုက်ရင်ဒါနာစထက်တစ်ချက်ပိုတစ်ချက်နေသွားတာနော်စက1 2ချက်စာခွဲယူရတယ်နာကတော့အလေကောင်းတစ်ချက်ပဲရမယ်နော်အဲ့တော့အပေါင်းပုံစံမှာပဲအဲ့ဒါအောင်မှနည်းနည်းလေးအလေကောင်းလေးကကိုကြီးလိုက်တာနော်အဲ့ဆွဲချက်လေးဆွဲကြည့်ပါအောင်လေပါလေရေပြင်းနီးလေးဆွဲမယ်မြင်းလေးဆွဲမယ်ဒီမှာလေကောင်းလေးကနေဝိုက်မယ်နော်ဆွဲချက်နော်စာနဲ့နာနဲ့တွဲမှတ်မယ်စာနာနောက်နီးရလွယ်ပါတယ်အရင်တော့ကနီးကဒီလိုလေးမလားခိုသေးသေးလေးနဲ့နော်အဲ့တော့စေဒီဘေးကဟာကိုဖြုတ်လိုက်တယ်လို့မှတ်လိုက်နော်အဲ့တော့ဒီဟာကိုပဲအဲ့တော့မှစေတို့ကဘယ်လိုလဲဆိုတော့မြင်းချောင်းလေးနှစ်ချောင်းပြောင်းလိုက်တယ်4000ဆိုနော်အပေါ်ဟာလေးကတုံနောက်ကြရင်လေ1နှစ်ဆိုရဲ့နီးကဒီမှာမီးနှင်းရှိပါတယ်နော်နောက်ခန်းကြီးလဲအဲ့လိုပဲနော်နှစ်လေနော်နီးဆိုတာနှစ်အချီဆိုတာ1အချီနှစ်အဲ့တော့နှစ်ချစ်လို့မှတ်လို့ရတယ်နော်အဲ့တော့နီးကနှစ်ချစ်ဒီနှစ်အောက်ကလေးကပို့ရှိမယ်နော်နာနိဖြစ်ဒါလေးရလွယ်သွားပါပြီနာနိနာနိနောက်တစ်ခုကနုနော်အရင်တော့ကတော့နုတို့မဲတို့တွဲမှတ်ရတာပေါ့နော်အခုကကြတော့နုကစုနဲ့မှတ်ရပါမယ်ရှေ့တော့ကစုတော့ကဖူလေးကိုမှဒီလိုအဆက်လေးထွက်တယ်လို့အဲ့တော့ကလည်းစေးပြောခဲ့တယ်ဒီလိုဖြတ်တာလာမှမလို့လုံးဝသူကဖြတ်လို့မရဘူးဒီလိုထွက်ရမယ်နော်အခုနုကဖြတ်မှာပါအဲ့တော့စုလိုပဲဒီလိုလေးလုပ်ပြီးမှဒီလိုလေးဖြတ်လိုက်တာနော်မြင်းချောင်းလေးဖြတ်လိုက်တာနော်ဖူလေးလာပြီးတော့အလိုလေးဖြတ်လိုက်အဲ့တော့စုနဲ့နုနဲ့နော်အဲ့တော့ဥလိုင်းချင်းတော့တူသွားရင်မှတ်လို့လွယ်ပါတယ်စုနုနော်စုကထွက်ရုံပဲထွက်မယ်နုကဖြတ်မယ်နော်ဆွဲကြည့်ပါဦးနေပါတယ်ဆွဲချက်ကနှစ်ချက်နုနာနီနုနာနီနုနာနီနုတလုံးကနေလေးကလည်းဆိုင်တော့မဆိုင်ဘူးနော်အဲ့တော့ဒါပေမဲ့ဖုခေါင်းလေးတော့ပါတယ်နော်အဲ့တော့ဒီမှာအဆက်လေးနဲ့ခေါင်းလေးနဲ့လာမယ်နော်အဆက်လေးနဲ့ခေါင်းလေးနဲ့လာမယ်အဆက်ဆောင်းလေးပြီးရင်ခေါင်းသေးသေးလေးပြီးရင်သူ့အလဲခေါင်းကနေမြင်းအောက်ကလေးကိုတက်လေးဆွဲမယ်ပြီးရင်ဒီဘက်ကအဆက်လေးထည့်နော်အဲ့တော့သူ့ရဲ့ခေါင်းလေးကစုလို့နုလို့လောက်တော့မကြည့်ဘူးပေါ့လေးခုလုံးပေါင်းမှသူကဓာတ်ဆိုင်နော်စုလို့နုလို့ကじゃဒီလောက်ပေါ့နော်သူ့ရဲ့ဖုခေါင်းလေးကတော့ဘာဖြစ်မှာလဲဇီကိုနည်းနည်းလေးသေးနော်နေနေ3 4တော့စုနုနေဆွဲနည်းလေးကနည်းနည်းတူတယ်ဒီကောင်လေးတူနေတာနော်ဒီကောင်လေးတူအရင်တော့ကနေရဘယ်လိုလေးလဲဒီလိုလေးလေနော်အဲ့ဒီအဝိုင်းလေးယူရဲလို့လည်းမှတ်လို့ရပါတယ်ပြီးရင်ဒီမှာဒီကသူကလည်းအကွေးတွေအကောက်တွေဆိုတော့သူလည်းအဆက်တွေအပြောက်တွေဖြစ်သွားတယ်လို့နော်နီးနုနဲ့အဲ့တော့ဆွဲချက်လေးချက်နော်ပြန်ဆွဲကြည့်ပါဦးအပေါ်ကအဆက်လေးလာမယ်ခေါင်းသေးသေးလေးလာမယ်အောက်ကိုထွက်မယ်ဘေးကိုထွက်
နာနီနူနဲ့နာနီနူနဲ့နောက်ဆုံးလုံးလေးနိုကတော့လွယ်တယ်နော်နိုက0အရင်တော့မြန်မာစာ8ကလေးနဲ့တူတယ်မလားဒီလိုလေးနော်အဲ့တော့ဒီလိုနိုလေးအဲ့ဒါကအခုလုံးဝအဝိုင်းမပါဘူးလို့ပြောတဲ့အတွက်ဒီအဝိုင်းကိုဖယ်လိုက်တာဒီဝိုင်းရဲ့ဟာကြီးဖယ်လိုက်တော့ဒါလေးပဲကြံတယ်ဟုတ်တယ်နော်အဲ့ဒီအဆက်လေးပဲလို့မှအဲ့တော့အပေါ်ကနေဒီလိုလေးဆွဲလိုက်တာနော်နိုလွယ်လေးပဲဒီနော်အပေါ်ကနေဆွဲလိုက်တယ်နိုရောဆိုးလို့နော်အွန်းလို့နဲ့သွားမှန်လည်းရတယ်သူကအဆက်မပါဘူးပေါ့နော်ဆိုးနဲ့အွန်းနဲ့လည်းစေကိုပြောပြီးပြီနော်ဆိုးကအပေါ်ကလာတာလေနော်အွန်းကအောက်ကလာတာနော်အောက်ကလာနိုကကြတော့ဒီလိုလေးပဲပေါ့နော်ဒီလိုလေးအဆက်လေးနိုနာနီနိုနေနိုအရင်နိုလေးနဲ့တွဲမှတ်ချင်လေးရတယ်နော်ဒီအဝိုင်းနေဖယ်လိုက်တော့ဒီအချောင်းလေးပဲကျန်တယ်မှတ်လိုက် right နောက်ဟာကအရင်တော့နဲ့တော့မတူဘူးအရင်တော့ဟာနဲ့ဟိုနဲ့မှတ်တာလीနော်နော်ဟာနဲ့ဟိုနဲ့မှတ်တာအခုတော့မတူပါဘူးโอเคဟာကစေကိုဘယ်လိုလဲဆိုတော့အချောင်းလေးနဲ့ချောင်းပဲသူလည်းမှတ်လို့တော့လွယ်ပါတယ်တစ်နှစ်အဲ့အောင်မှဒီမှာဂျားလေးတွေကဟာနေတယ်လို့မှတ်လိုက်ပေါ့ဟာဆိုတာနော်တစ်နှစ်နော်အပေါ်ကနေပဲဆွဲတာတစ်နှစ်နော်အဲ့ဒီလိုမျိုးမဆက်နေဘူးပေါ့နော်ဂျားလေးကဟာနေတယ်လို့မှတ်လိုက်ဟောဆွဲချက်လေးကနှစ်ချက်ပဲကိုကနေကကလေးနော်ဟာတစ်နှစ်နော်ဟာနောက်အရင်တော့ဟီကလုံးဝဝိုင်းဝိုင်းလေးလေအဝိုင်းဆိုလို့သူပဲပါနော်အခုလည်းသူလည်းတက်နိုင်သလောက်တော့ဝိုင်းနေပေါ့နော်လေဝိုင်းလို့တော့မရတဲ့အတွက်ကြောင့်အဲစေဒီမှာဟီလေးကနည်းနည်းလေးတော့ဝိုင်းနေလို့တွေ့ရနော်နော်တစ်ပြီးမှဒီဘက်ကနေဒီလိုလေး꿰ပါမယ်ဟီလက်ကြည့်ပါဦးနော်အဲ့တော့ဘယ်လိုဖြစ်မလဲပုံစံနိုင်နော်ဘေးကနေညာနော်ဒါလေးဆွဲမယ်ပြီးမှသူ့ဘေးကနေဝိုက်ပြီးတော့ဒီလိုလေးဆွဲမယ်နောက်ဆဲတော့ကလည်းနည်းနည်းနဲ့တူတယ်ဆဲနဲ့တူတယ်နော်အဲ့တော့ဆဲလေးနဲ့တွဲမှတ်လိုက်ရတယ်ဆဲတော့ကကြတော့ကွေးလေးလာတာနော်အကွေးလေးပါတယ်ပြီးတော့ဒီလိုဝိုက်တယ်သူ့ကြတော့အကွေးလေးလည်းမပါဘူးပြီးရင်ဒီလိုမထွက်ဘူးလေနော်မထွက်ဘူးအဲ့တော့အပိတ်လေးပေါ့ဟိနော်ဟိအဲ့တော့ဆဲနဲ့ဟိနဲ့တွဲမှတ်လိုက်ရတယ်ဟိဟာဟိနောက်တစ်ခုကဖုဟာဟီဖုဖုကနော်စောစောတော့လေစုလို့နုလို့မာတော့တောင်ပါသေးရဲ့ဖုရဲ့ခေါင်းလေးလို့ပြောတာလေနော်အဲ့တော့ဒီအောက်ကအဝိုင်းလေးပြလိုက်ပြီးခေါင်းလေးပဲယူလိုက်တယ်လို့မှတ်လိုက်နော်အဲ့တော့ तू ကဘာမှမဖြတ်ဘူးပေါ့နော်ဆွဲကြည့်ပါဦးတစ်ချက်လေးပဲဆွဲရမယ်ဖုအဲ့တော့တွဲမရတော့မယ်ဖုရဲ့စုရဲ့လူရဲ့နောက်တော့ကတော့နေဖြစ်မှာနော်ဆွဲနည်းလေးဒီကောင်လေးပဲလားဒီကောင်လေးကနေပဲနော်ကဲဖုဒီဖုကခေါင်းလေးပဲယူလိုက်တယ်လို့မှတ်လိုက်တယ်နော်ဟာဟီဖုနောက်တစ်ခုက hair ကတော့လွယ်ပါတယ်တူတူပါပဲအစကနေကသူက4000เนาะဘာမှအဝိုင်းမပါဘူးအဲ့တော့တူတူပဲเนาะအဲ့တော့ဒီလိုလေးဆွဲလိုက်ဒီဘက်လေးကပိုရှည်တယ်เนาะ high full hair အဲ့တော့ hair လေးတစ်လုံးပဲပိုကောင်းတယ်เนาะခီလည်းကောင်းတယ်လေခလည်းကောင်းတယ်ခီလည်းကောင်းတယ် hair လည်းကောင်းတယ်เนาะတခြားတွေကတော့မဆိုင်တာတွေလောက်ထားโอเคနောက်တစ်လုံးကဟိုကအရင်တော့က0ဒီလိုနှစ်ချက်မို့လားเนาะအဲ့တော့0ဒီရှေ့ရကိုဖြုတ်လိုက်တယ်လို့မှတ်လိုက်နေ့တုန်းကလိုပဲလေနော်ရှေ့ရဖြုတ်ပြီးတော့နေ့ကနှစ်ချက်ပဲယူလိုက်တယ်နော်ဟိုကလည်း0ဒီမှာနော်အဲ့ဒါကိုမှ0ဘယ်လိုလဲဆိုတော့ဒီဟာလေးကဒီမှာဒီလိုဖြတ်မှာပဲနော်ဒီလိုဖြတ်မှာအဲ့တော့1အိုနဲ့နည်းနည်းဆင်သွားမှာအဲ့ဒါမှ तू ကအဝိုက်ကိုဟိုဘက်လဲပါဒီဘက်လဲပါဆိုဒီလိုနှစ်ချက်လို့မှတ်လိုက်အဲ့တော့ဟိုနဲ့အိုနဲ့တွဲမှတ်ရတော့နော်အဲ့တော့အိုတော့က0ဘယ်လိုလဲအိုတော့က1ဒီထိတူတယ်အိုကကြဒီလိုလေးအလဲကောင်းနေဒီအစုံကနေထွက်တာနော် तू ကကြအစုံကနေမဟုတ်ဒီလိုဘေးလေးရပဲနှစ်ဆက်နော်ဟဲ့အဲ့တော့ဆွဲချက်က4ချက်ဖြစ်မှာပေါ့ဟိုနဲ့အိုနဲ့တွဲမှတ်လို့ရတယ်ဆွဲကြည့်ပါဦးအိုဆွဲတော့ကဆွဲတတ်ပြီနှစ်တော့လေးဟာဟီဖူးဟဲဟိုဆွဲနည်းလေးတွေကတော့လွယ်ပါတယ်မှတ်ရမှာလေးပဲခက်တယ်နော်အော်ခေါင်းလေးထဲထည့်ထားပြီးတော့ပြန်နှွေးခေါင်းထဲမှာပြန်စဉ်းစားကြည့်နော်ညူလေးကဘယ်လိုလဲနယ်လေးကဘယ်လိုလဲနော်တော့တူတာလေးလည်းတွဲမှတ်မယ်အဲ့တော့နာနီနုနယ်နုနာစနဲ့သွားတူမယ်နော်နည်းနည်းစင်မယ်စာ3ချက်နာသူကအလဲကောက်နော်နီကတော့နီဆိုတာနှစ်ဆိုတော့နှစ်ချက်လို့မှလိုက်နော်ဒါမှမဟုတ်အရင်တော့ကနီကိုရှေ့ရပြုတ်လိုက်တယ်လို့မှလိုက်နော်ဒီမှာနှစ်ချက်နောက်နူက
စုနဲ့သွားမှတ်မယ်စုကထွက်မယ်နူကဖြတ်မယ်เนาะအောက်ကဖူကသူခေါင်းလေးအရင်ကခေါင်းလေးယူလိုက်တာဒီခေါင်းလေးယူလိုက်တယ်เนาะဖူเนาะနေရဒီမှာဒီလိုနောက်ကျ neck tie လी neck tie ဆိုတာအင်္ဂလိပ်ဟာလीเนาะလေပင်စီးတယ်အနောက်တိုင်းဝတ်စုံအဲ့ဒါဆိုရင်ဒီ neck tie ဆိုเนาะ neck tie ဆိုနေရခုရနဲ့သုံးနောက်နိုလေးရစီတို့ဒီနိုမှဒီဟာလေးပဲယူလိုက်တယ်ဒီအဝိုင်းတွေအကုန်လုံးဖြတ်လိုက်တယ်လို့မှတ်လိုက်เนาะနိုနောက်ဟာဆိုတဲ့အတိုင်းဒီလိုလေးဟာနေတယ်လို့မှတ်လိုက်เนาะဟီကတော့ဘယ်လိုလဲ10နဲ့သွားမှတ်မယ်เนาะ10တော့အကွေးပါတယ်ဖြတ်တယ်เนาะဒီကတော့မဖြတ်သူကခေါင်းလေးမှာ hair ကတူပဲဆိုမှတ်ရလိမ့်မယ်เนาะအဲဆိုရင်ဒီနေ့လေ10လုံးလေးမှတ်နိုင်ပါတယ်เนาะအဲ့တော့ရှေ့ဟာလေးပြင်ပြင်တွေးဖို့မမေ့နဲ့เนาะနောက်ဟာချက်ရှေ့ဟာမေ့ဖြစ်လိုက်တော့ဒီမှာဒီအပေါက်ဖာပြီးတော့เนาะဒီနေ့6တန်တောင်ပြီးသွားတယ်เนาะအပေါက်ဖာပြီးတော့ကွက်လက်လေးတွေဖြည့်လို့ရတယ်เนาะဒီလိုပြဆက်ပြီးလေ့ကျင့်မယ် Right နောက်ဗီဒီယိုမှာတွေ့ပါမယ်